အနီကက်နကက်အပြခံရပြီးတွင်းကိုးငကိုးပယ်ဖြတ်ခံရတာကဘဝရဲ့အိမ်မက်ဆိုပဲလို့ဘိုင်ယန်မြူးနစ်နီးပြပြောကြဘိုင်ယန်မြူးနစ်နီးပြကော်မတီကလီဗာပူးဇင်နဲ့ပွဲမှာကစားသမား2ယောက်အနီကက်အပြခံခဲ့ရတယ်လို့တွင်းခဲ့တဲ့တွင်းကိုးငကိုးပယ်ဖြတ်ခံခဲ့ရတာကဘဝမှာပထမဆုံးကြုံမှုတဲ့အိမ်မက်ဆိုပဲလို့ပြောခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ဟာတိုက်စစ်မှုနီကလတ်ဂျက်ဆန်နဲ့ကွင်းလယ်ကစားသမားလူးဝစ်ဒီရက်စ်တို့ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ဥပါကာမီနိုနဲ့ဟာရီကိန်းတို့တွင်းခဲ့တဲ့ဂိုးတွေကိုလည်းကွင်းလယ်တိုင်းကလက်နဲ့ထိတယ်ဆိုပြီးပယ်ဖြတ်ခံခဲ့ရတာပါ။ကော်မတီကလူးဝစ်ဒီရက်စ်ကိုပြသခဲ့တဲ့အနီကက်ကတော်တော်စိတ်ပြက်စရာကောင်းပါတယ်။ဒိုင်ဗင်ထိုးတယ်ဆိုပြီးအနီကက်ပြခဲ့ပေမဲ့ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းပြန်ကြည့်ရင်ဂိုးသမားကဘောလုံးထွက်သွားပြီးမှလူးဝစ်ဒီရက်စ်ကိုခြေထောက်နဲ့ထိပြီးတားလို့လဲခဲ့တာဖြစ်တယ်လို့တွေ့ရမှာဖြစ်ပါတယ်။ကစားသမား2ယောက်ရော့နဲ့တရေကစားနိုင်ခဲ့လို့ကစားသမားတွေရဲ့အရှုံးမပေးကစားခဲ့တဲ့စိတ်ဓာတ်ကိုချီးကျူးပါတယ်။ဒီပွဲဟာကျွန်တော်ဘဝမှာပထမဆုံးကြုံမှုတဲ့အိမ်မက်ဆိုတစ်ခုပါပဲလို့ပြောကြားခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။